ပင်ကူလို့ထင်ရင်ခမရရှုံးပြီကဘာပေါ်မှာအပားနဲ့ဆုံးလှည့်စားတတ်တဲ့မှွေပွေးအီရန်နိုင်ငံရဲ့ကြောက်ဆောင်ထူထပ်တဲ့တဲကန်တာရတဲ့မှာတင်ဟာကြောက်သုံးပေါ်မှာရှောက်သွားနေတဲ့ပင်ကူတကောင်ကိုမြင်လိုက်ရတယ်ဆိုရင်သတိထားပါဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပင်ကူဟာတကယ်တော့ပင်ကူတကောင်မဟုတ်ပဲတေမင်းတမန်မှွေပွေးတကောင်ရဲ့အမီးဖြစ်နေနိုင်လို့ပါပဲဒီမှွေပွေးဟာကြောက်ဆောင်တွေကြားမှာငြိမ်နေလိုက်တဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ဟာပတ်ဝန်းကျင်မှာကြောက်တုံးနေနဲ့အယောင်ရောအသွေးသားပါတခတ်တဲတူသွားပါတယ်ကျွမ်းကျင်တဲ့သူဒေသနာတွေတော့သူ့ကိုမမြင်ပဲကြော်သွားတတ်ကြတဲ့အထိကိုပြောမတတ်မှဆရာကြလာပါတယ်သူ့ရဲ့အဓိကလှည့်ကွက်ကတော့အမီးဖျားမှရှိပါတယ်သူ့ရဲ့အမီးဖျားဟာပင်ကူတကောင်နဲ့လုံးဝတူအောင်တဘာဝကဖန်တီးပေးထားတာပါအစာရှာနေတဲ့နှက်ဒီအပေါ်ကပြန်တန်းသွားတဲ့အခါငွေပွေးဟာငိမ့်တက်နေပြီးအမီးကိုပဲပင်ကူတကောင်သွားနေတယ်လို့မျိုးဖြည်းဖြည်းချင်းလွတ်ခါပြလိုက်ပါတယ်လွယ်ကူကူရမယ်အစာပဲလူထင်ပြီးဆင်းလာတဲ့နှက်ဒီအသက်တော့ဒါဟာသူတို့ဘဝရဲ့နောက်ဆုံးအမှားပါပဲနှက်ကပင်ကူအမီးကိုထိုးစိတ်ဖို့စ조사တဲ့စက္ကန့်ပိုင်းအတွင်းမှာပဲမွေပွေးကမယုံနိုင်စရာအရှိန်နဲ့ခွန်အုပ်ပြီးဖမ်းဆီးလိုက်ပါတယ်ဒီမွေပွေးဟာတခြားသားရဲဒီလိုသားကောင်တော့ကိုပင်ပန်းလိုက်မဖမ်းပါဘူးသူဟာလှဲ့ကွက်ကိုတုံးတယ်ပြီးတော့အချိန်အကြာကြီးတီးခံဆောင်ဆိုင်တယ်အချိန်ကြိုက်တိုက်ခိုက်မှုတစ်ခုတည်းနဲ့တင်သူဟာကန်တာရာထဲမှာအင်အားကြီးသားရဲတကောင်ထင်နေတာပါ